ကျွန်တော်တို့နေထိုင်ရာကဘာကြီးဟာလုံးဝိုင်းနေတယ်ဆိုတာအားလုံးသိပြီးတော့ပါဒါပေမဲ့တကယ်လို့ကဘာကြီးကသာဒဲအိုးပြားကြီးလို့ပြားနေမယ်ဆိုရင်ဘာလို့ဖြစ်လာမလဲဒါဟာတိတ်ပဲစီကွေးရုပ်ရှင်တစ်ခုထက်တောင်ပိုပြီးထူးဆန်းတော့မှာပါပထမဆုံးအနေနဲ့ဆွဲငင်အားအကြောင်းကိုစဉ်းစားကြည့်အောင်ကဘာကြီးပြားနေရင်ဆွဲအားကအောက်ဘက်ကိုတဲတဲ့ဆွဲမှာမဟုတ်ပဲကဘာဘေယိုချက်မြောက်ဝန်ရိုးစွန်းစီကိုပဲအကုံဆွဲဆူထားမှာပါဒါကြောင့်သင်ဟာကဘာအလဲကနေအစွန်းဘက်ကိုရှောက်သွားမယ်ဆိုရင်မဆောက်တဲ့တောင်ကုန်းမြင့်ကြီးပေါ်ကိုခက်ခက်တက်နေရလိုမျိုးအမြဲတမ်းခံစားနေရပါလိမ့်မယ်သင်ကတော့အတိတ်ရှောက်နေတဲ့ထင်းရပါမယ်ဆွဲငင်အားကြောင့်တကိုယ်လုံးနောက်ကိုလန်ကျတော့မလို့ဖက်နေမှာပါတစ်ပင်တွေကလည်းဘယိုကိုဥတီပြီးစောင်းစောင်းကြီးတွေပေါက်နေမယ်တမှုတရာရေတွေကလည်းကဘာအလဲကောင်းပါပဲတောင်ကြီးတစ်လုံးလိုစုပြုံပြီးအိုင်နေပါလိမ့်မယ်နေမင်းကြီးရဲ့အခြေအနေကလည်းလုံးဝပြောင်းလဲသွားမှာပါ flat earth theory အချို့အရာနေဟာကဘာကိုအပေါ်ကနေအဝိုင်းလိုက်ပတ်နေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စီမှာနေနဲ့ညဆိုတဲ့တန်တရားရှိတော့မှာမဟုတ်သလိုယာဗီဥဒုအပြောင်းလဲတွေနဲ့နေကြက်တာမျိုးလည်းရှိမှာမဟုတ်တော့ပါဘူးကဘာကြီးတစ်ခုလုံးဟာအမြဲတမ်းအလင်းရောင်ရနေမှာဖြစ်ပြီးနေကလည်းအခုထက်အများကြီးပိုသေးပြီးကဘာနိုင်ပိုနီးကပ်နေရပါလိမ့်မယ်ဒါတွေမကသေးပါဘူးအသက်ရှင်သန်ဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့တမ်မလိတ်ဆက်ကျင်ပြဿနာရှိလာပါတယ်ကဘာကြီးပြားနေရင်ကဘာအတွင်းပိုင်းမှာလဲပတ်နေလေတမ်မလိတ်ဆက်ကျင်ရှိမှာမဟုတ်ပါဘူးဒီအကာအကွယ်မရှိရင်နေကလာတဲ့ပြင်းထန်တဲ့ဆက်ကြွားရောင်ကြီးတွေကကျွန်တော်တို့ကိုတိုက်ရိုက်ထိတွေ့ပြီးပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေထစ်လာစေပါမယ်နောက်ဆုံးမှာလေထုနဲ့သမုဒ္ဒရာတွေပါအာကာသထက်ကိုလွင့်စင်ပျောက်ကွယ်သွားပြီးကဘာကြီးဟာတတ်မဲ့ကဘာကြီးတစ်ခုဖြစ်သွားနိုင်ပါတယ်အလင်းရည်လာရကလည်းထူးဆန်းသွားပါလိမ့်မယ်။ကဘာကြီးပြားနေရင်အရက်ရှည်တာချင်းတူတဲ့အရာဝတ္ထုတွေဟာမိုင်ပေါင်းထောင်ကြီးဝေးနေပါလေ။သူတို့အပေါ်ကြာရောက်တဲ့နေရောင်ကြီးတောင်းဟာအတူတူပဲဖြစ်နေလို့အရိပ်အရှည်ဟာလည်းအမြဲတမ်းအတူတူပဲဖြစ်နေပါလိမ့်မယ်။ခီးသွားလာရေးမှာလည်းအခုပြထားတဲ့ကဘာမြေပုံတွေဟာအသုံးဝင်တော့ပါဘူး။ဥပမာဩစတြေးလျကနေအာဂျင်တီးနားကိုသွားမယ်ဆိုရင်အခုထက်အဆော့ပေါင်းများစွာပိုဝေးသွားမှာပါ။နီးပညာပိုင်းမှာလည်း satellite တွေဟာကမ္ဘာပြားကြီးကိုပတ်ဖို့မဖြစ်နိုင်တဲ့အတွက် GPS စနစ်တွေလုံးဝပျက်စီးသွားပါမယ်။ GPS မရှိရင်လေယာဉ်တွေလမ်းပြောင်းမယ်။အချင်းကိုက်စနစ်တွေပျက်စီးသွားလို့ ATM set တွေ credit card တွေနဲ့ stock ဈေးနှုန်းအယောင်းဝယ်တွေပါအကုန်လုံးရပ်တန့်သွားပါလိမ့်မယ်။ဒါပေမဲ့အကောင့်ဘက်ကကြည့်မယ်ဆိုရင်ကဘာကြီးသာပြားနေမယ်ဆိုရင်ဒူဘိုင်းက Burj Khalifa အဆောက်အုံကြီးကိုကဘာဘယ်နေရာကနေမှမှန်ပြောင်းတဲ့လက်ချီယုံနဲ့လမ်းကြည့်လို့ရနိုင်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကဘာကြီးလုံးနေတယ်ဆိုတဲ့ခိုင်မာတဲ့သက်တည်တွေအများကြီးရှိနေပါတယ်။ကဘာကြီးလုံးနေလို့ပဲကျွန်တော်တို့ဟာဆွဲငင်အားမြတ်တာနဲ့အကာအကွယ်ရှိအေးချမ်းအသက်ရှင်နေတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ